အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Total Token Software ကို staff တွေကဘယ်လိုမြင်ရတယ် patient တွေကတော့ဘယ်လိုမြင်ရတယ် OBD က TV ကတော့ဘယ်လိုမြင်ရမယ်ဆိုတာကိုသုံးခုလုံး demonstration လုပ်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့တော့ staff တွေမြင်ရမယ့် screen ပေါ့ဒီဆရာဝန်နဲ့တူပါလာတဲ့ staff တွေ reception ကဝန်ထမ်းတွေအနေနဲ့မြင်ရမယ့် screen ကတော့ဒီ screen ပါဒီမှာဆိုရင်ကျွန်တော်တို့ဒေါက်တာမင်းဒုက္ခစီယိုကအထူးကုဆေးခန်းမှာဒီနေ့ညနေ9:00 နာရီကနေ8:00 နာရီထိထိုင်မှာဖြစ်ပါတယ်လက်ရှိကတော့ဆရာဝန်မရောက်သေးပါဘူးဒါဆရာဝန်မရောက်တဲ့အကြောင်းလည်းကျွန်တော်ညာဘက်တောက်မှာ pending ဆိုပြီးတော့ပြထားပါတယ်ဒီနေ့သူနဲ့ပြမဲ့ patient က3ယောက်ရှိပါတယ်ဒေါခင်မူရာဒေါခင်ပပကြီးဦးမင်းတီဆိုပြီးတော့ကျွန်တော် token number 1 နဲ့3နဲ့သူသက်ဆိုင်ရာဖုန်းနံပါတ်တွေကိုလည်းကျွန်တော်တို့staff တွေအနေနဲ့မြင်နေရပြီဖြစ်ပါတယ် okay နောက်ထပ်အနေနဲ့ကျွန်တော်တို့ TV screen ကိုတွားကြည့်လိုက်ရအောင်ဒီကတော့ OBD ရဲ့ TV screen မှာပေါ်နေတဲ့ပုံစံမှာဒီမှာဆိုရင်ဒေါက်တာမင်းဒုက္ခဟိုကလေးအထူးကုဆရာဝန်နောက်ကျွန်တော် session pending ဆိုတော့ဆရာဝန်မလာသေးဘူးပေါ့အောက်မှာတော့3 patient in queue လို့ရှိတယ်ဒီနေ့အတွက်ဆရာဝန်နဲ့ပြမဲ့သူက3ယောက်ရှိတယ်3ယောက်ရဲ့စာရင်းကိုလည်းကျွန်တော်ညာဘက်မှာ academic patient ဆိုပြီးတော့ပြထားပါတယ်ဒီမှာလည်းဒေါခင်မူနဲ့ဦးတီဆိုတော့မြင်ရတယ်ဒါကတော့ OBD waiting area မှာထားတဲ့ TV ကတော့ပြပြပေါ့ကျွန်တော်နောက်တစ်ခုထပ်ကြည့်အောင် OBD ကိုမရောက်သေးတဲ့ patient တွေစီကန်းစာအုပ်က QR code ကို scan ဖတ်ကြည့်လိုက်တဲ့အခါမှာမြင်ရမယ့်ပုံစံမှာလက်ရှိတင်ပြထားတာတော့စီကန်းစာအုပ်က QR ကို scan ဖတ်လိုက်တဲ့အခါမှာမြင်ရမယ့်ပုံစံမှာဒါမှမဟုတ်ဆိုရင်လည်းဒေါက်တာတိုကန်အနေနဲ့လက်ရှိ session က pending ဖြစ်နေတယ်သူတို့လက်ရှိကြည့်နေတာကဒေါက်တာမင်းဒုက္ခစီယိုကအထူးကုဆေးခန်းကြီးကိုကြည့်နေတာအဲ့မှာလည်းကျွန်တော်ဒီမှာ message ပြထားရပေါ့ဆရာဝန်ကတော့ညနေ9:00 နာရီရောက်ရှိမယ်လို့ပြထားတယ်ဒီနေ့တော့ဆရာဝန်နဲ့ပြမယ့် patient က3ယောက်ထုံးစံတိုင်းပဲ token number ရယ်လူနာနာမည်ရယ်လက်ရှိလူနာတွေရဲ့အခြေအနေတွေကိုကျွန်တော်မြင်တွေ့နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် patient တွေဘက်ကိုပြန်သွားလိုက်ကြရအောင် okay patient တွေစီကနေပြီးတော့ကျွန်တော်ပထမတစ်ယောက်နံပါတ်1ဒေါခင်မူရာရောက်လာပြီဆိုကြပါစို့ဒါဆိုကျွန်တော်ဒေါခင်မူရာကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ဒေါခင်မူရာ arrive ပြပါပြီဒေါခင်မူရာ arrive ပြတယ်လို့ပဲကျွန်တော်တို့ mobile မှာကြည့်နေတဲ့သူတွေစီမှာဆိုလဲဒါတမျှပိုင်းတိုင်းရောက်ရှိလူနာဦးရေတယောက်လို့ပြနေမှာဖြစ်ပါတယ် TV မှာတွားကြည့်မယ်ဆိုလဲ TV မှာဒေါခင်မူရာဟာ arrive ပြနေပြီဆိုပြီးတော့စပြီးတော့ပြသနေမှာဖြစ်ပါတယ် okay နောက်တစ်ခါကျွန်တော်ဒေါခင်ပပကြီးရောက်ပြီဆိုလဲဒေါခင်ပပကြီးကိုကျွန်တော် step တွေနဲ့ mobile app ကနေတော့အခုလိုမျိုးနှိပ်လိုက်ပါမယ်ဒါဆိုရင်ဒေါခင်ပပကြီးလည်း arrive ပြပါပြီအခုချိန် mobile phone မှာတွားကြည့်တယ်ဆိုလဲ mobile phone မှာလည်းရောက်ရှိလူနာဦးရေ2ယောက်လို့ပြနေမှာဖြစ်ပါတယ် PC လူနာဦးရေတော့မရှိသေးတဲ့အတွက်0ပဲပြနေမှာဖြစ်ပါတယ် TV screen ကိုတွားကြည့်မယ်ဆိုလဲ TV screen မှာဒေါပပကြီး arrive ပြနေအောင်မြင်တွေ့ရမှာဖြစ်ပါတယ်အခုလက်ရှိတော့ကျွန်တော်တို့ဆရာဝန်ရောက်ရှိလာပြီဖြစ်တဲ့အတွက် staff တွေအနေနဲ့ဆရာဝန်ရောက်ရှိပါပြီဆိုတဲ့ခလုတ်ကိုနှိပ်ပါမယ်ဆရာဝန်ရောက်ရှိပါပြီလို့ခလုတ်ကိုနှိပ်လိုက်ပြီးဟေးစွာနဲ့ mobile phone မှာဆိုရင်တင်ပြပါတိုင်း started ဆိုပြီးတော့session စတင်နေပြီဆိုပြီးတော့ပြသနေမှာဖြစ်ပါတယ် TV screen မှာဆိုလဲ patient တယောက်ခေါ်ပါတော့မယ်ဆိုပြီးတော့ပြနေမှာဖြစ်ပါတယ်ဒီတော့ကျွန်တော် patient တယောက်စပြီးတော့ခေါ်ပါမယ် patient ကိုခေါ်ခြင်းလဲဆိုတော့ကျွန်တော် call ခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ် call ခလုတ်မှာအခု token number 1ကိုခေါ်ပါမယ်ဆိုပြီးတော့ပေါ်နေပါတယ်ကျွန်တော်နှိပ်လိုက်ပါမယ် token number 1ကိုနှိပ်လိုက်ပြီဟေးဆိုတာနဲ့ mobile phone မှာလည်းလက်ရှိ consulting လုပ်နေတာ number 1ဆိုပြီးတော့ကျွန်တော်ပေါ်လာမှာဖြစ်ပါတယ် TV မှာသွားကြည့်မယ်ဆိုလဲလက်ရှိ number 1ကို serve လုပ်ပေးနေတယ် patient နာမည်ကဒေါခင်မူရာနဲ့သူ့ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဖြတ်ပြီးတော့ပြထားပေးမှာဖြစ်ပါတယ် okay ဒေါခင်မူရာပြီးသွားရင်တော့ကျွန်တော် number 2ကိုဆက်ပြီးတော့ခေါ်ပါမယ်နံပါတ်2ကိုဆက်ခေါ်မယ်ဆိုလဲ staff အနေနဲ့က call ခလုတ်ကိုနှိပ်လိုက်ရပါပြီလက်ရှိ call ခလုတ်မှာလည်း number call chef 2ဆိုပြီးတော့ကျွန်တော်ပြထားရှိပါတယ်ဒါနံပါတ်2 patient ကိုဆက်ပြီးတော့ခေါ်မယ်ပေါ့ကျွန်တော်နံပါတ်2 call ခလုတ်ကိုပဲနှိပ်လိုက်ပါမယ်ဒီလိုပဲကျွန်တော်တို့ mobile phone မှာတွားကြည့်မယ်ဆိုရင် mobile phone မှာလည်းနံပါတ်2က active ဖြစ်နေမှာဖြစ်ပါတယ် TV မှာတွားကြည့်မယ်ဆိုလဲ TV မှာဒေါခင်ပပကြီးက active ဖြစ်နေမှာဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်3 patient ဦးမင်းတီကကျွန်တော်တို့ cancel လုပ်မယ်ဆိုကြပါစို့ဒီနေ့မလာဖြစ်တော့ဘူး cancel လုပ်မယ်ဟဲ့ဆိုကျွန်တော်တို့ဦးမင်းတီကိုကျွန်တော်ဖိထားလိုက်ပါမယ်ဖိထားပြီးတော့ဒီမှာ cancel ဆိုတဲ့ status ကိုရွေးပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီနေ့အတွက်ဦးမင်းတီကမလာတော့ဘူးပေါ့သူ့ရဲ့ appointment ကို cancel လုပ်ပြီးသားဖြစ်သွားပါပြီအဲ့တော့ကျွန်တော်တို့ဒေါခင်ပပကြီးကိုကြည့်ပြီးသွားပြီဆိုရင်ဒေါခင်ပပကြီးကနောက်ဆုံး patient ဆိုတော့ကျွန်တော်ဒေါခင်ပပကြီးကိုဖိထားလိုက်ပါမယ်ပြီးတော့ finish ကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်
ဒေါခင်ပပကြီးလည်းကြည့်ပြီးသွားပါပြီဒါဆိုရင်တော့ကျွန်တော်ဆရာဝန်ပြန်มาတော့မယ်ဆရာဝန်ပြန်တော့မယ်ဟဲ့ဆိုရင်တော့ finish shift ဆိုတာကိုနှိပ်လိုက်ရင်ရပါပြီနှိပ်လိုက်နဲ့ဒီအတွက်ဆရာဝန်ကြည့်ပြီးပါပြီမှာဖြစ်ပါတယ် TV မှာလည်းပြန်ပြီးတော့ session finish ဖြစ်သွားပြီဆိုပြီးတော့ခုလိုပဲမြင်ရဖြစ်ပါတယ်ဒါတော့တော်တော် software ကိုအသုံးပြုတဲ့ state ကဘာတွေရမလဲ patient တွေကတော့ဘာတွေမြင်ရမယ်ဖြစ်ပြီးမြင်ရမယ် TV မှာတော့ဘယ်လိုကြီးပေါ်မယ်ဆိုတာကိုကျွန်တော်ဆွေးနွေးတင်